မြောက်တကုံမြို့နယ်မှာကျိုပွိုက်အယောင်ရှာနေတဲ့သူတွေအတွက်ကျိုပွိုက်အယောင်ခန်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးပါမယ်။မြောက်တကုံလိုမြို့နယ်ကိုလူကြိုက်များအချင်းအကြောင်းအရာဆိုရင်စိတ်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်ရှိတဲ့အပြင်ကိုမှဒီမြို့နယ်တစ်ခုရဲ့အတွင်းမှာပဲလူအပ်ချက်တွေကိုအစုံလင်ရရှိနိုင်လို့ပဲဖြစ်ပါတယ်။ဆိုတော့ကမြောက်တကုံလိုမြို့တင်မှာဆိုရင်တော့လုံချင်းတွေများပြီးတော့မှတိုက်ခန်းအယောင်ကနေပါတယ်။ဆိုတော့ကဒီကျိုပွိုက်တိုက်ခန်းအယောင်လေးကိုတော့မြောက်တကုံမှာနေကျင်တဲ့သူတွေလုံချင်းတဲ့တိုက်ခန်းဦးစားပေးရှာနေတဲ့သူတွေအတွက်ဖြစ်ပါတယ်။ဒီကျိုပွိုက်တိုက်ခန်းအယောင်လေးရဆိုရင်တော့မြောက်တကုံမြို့နယ်38ရပ်ကွက်မှာရှိပါတယ်။ဒီနေရာအနေထားအရပြောရမယ်ဆိုရင်လည်းပြည်ထောင်စုလမ်းမကြီးကြောကတ်မှာရှိတဲ့အတွက်ကြောင့်မို့လို့ဝင်ထွက်တာပြီးတော့မှအလဲကလည်းအရှိလက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူကြိုက်များပါတယ်အကျယ်ဝန်းနေနဲ့ပြောမယ်ဆိုရင်တော့18ပေ54ပေရှိလို့ဒီတိုက်ခန်းအကျယ်ဝန်းကဆိုရင်ပုံမှန်တိုက်ခန်းအကျယ်ဝန်းတစ်ခုလောက်ရှိတယ်ဒီတိုက်ကဆိုရင်6လွှာတိုက်ပဲဖြစ်ပါတယ်အယောင်ခန်းနေနဲ့ကတော့9လွှာနဲ့6လွှာနှစ်ခန်းတာကျန်ပါတော့တယ်ကျုပ်ပိုက်တိုက်ခန်းဆိုရင်ပဲဒီအဆောက်အဦကဆိုရင်မကြခင်မှာဆောက်လုပ်ပြီးစီးတော့မှဖြစ်တယ်တို့တော့လည်းဒီဈေးနှုန်းကိုတော့ကျုပ်ပိုက်ဈေးနှုန်းနဲ့ပဲအယောင်ဖွင့်ထားပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးနှုန်းတက်တာရလို့ပြောလို့ရတဲ့အနေထားမှာရှိတယ်ပတ်ဝန်းကျင်နေထောက်ပြောမယ်ဆိုရင်လည်းအနီးနားမှာဆိုရင်ကားဂိတ်တွေဈေးတွေကျောင်းတွေစားတော့ဆိုင်တွေနဲ့လည်းနှီးပါတယ်ဒီတိုက်ခန်းအယောင်လေးကဆိုရင်တော့မြောက်တကုံမြို့နယ်မှာနေဖို့ရှာနေတဲ့သူတွေရင်းနှီးမြှုပ်နှံထားခြင်းတဲ့သူတွေဝင်ရောက်လုပ်ခြင်းတဲ့သူတွေကို recommend ပေးလိုပါတယ်ဒီတိုက်ခန်းရဲ့အယောင်ဈေးနှုန်းအနေနဲ့ကတော့9လွှာမြောက်ကို3650နဲ့အယောင်ဖွင့်ထားပြီးတော့မှ6လွှာမြောက်ကိုတော့3450နဲ့အယောင်ဖွင့်ထားဖြစ်ပါတယ်ဈေးရန်ကနေပြီးတော့မှအခုလိုမျိုးအိမ်ချက်မြေအယောင်ဒေတာတွေကိုအမြဲပြောပြပြီးတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်